Patrol ရဲ့တွင်းကိုတွေကိုရေတွက်ရမယ့် FA ည Super Z စနေနေ့ည FA ဖလား Quarter Final ပွဲကြိုသုံးသက်ချက်များမင်္ဂလာပါ Playmaker ဂျာနယ်ကနေပြန်လည်ကြိုဆိုပါရခင်ဗျာဒီကနေ့မှာတော့ Super Saturday အတွက်စနေနေ့ည FA ဖလားအပါအဝင်ပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေအနေနဲ့နားဆင်ရမှာဖြစ်ပါတယ်ပထမအဦးဆုံးပွဲစဉ်ကတော့ Man City နဲ့ Liverpool ည6:15ပွဲစဉ်ပဲဖြစ်ပါတယ်ဒီရာဒီ City ကတည်ငြိမ်မှုကင်းမဲ့ပေမဲ့အဆုံးဖြတ်ဖလားပွဲတွေဆိုရင်သူတို့လုတ်ပြနိုင်နေဆိုတော့ Arsenal နဲ့ Carabao Final မှာပြသနိုင်ခဲ့ပါတယ်အခု FA ဖလား Quarter ကလည်း EDM မှာဆိုတော့ Guardiola ရဲ့အသင်းမှာအိမ်ကွင်းအားသာချက်တွေရှိပါတယ်။ Liverpool ကတော့ Champions League မှာသာ Quarter ရောက်သွားပေမဲ့ဒီရာသီပြည်တွင်းမှာအခြေအနေမကောင်းပါဘူး။ဂျိုးဂျာနီတွေဟာနောက်ဆုံးအဝေးဝင်၄ပွဲမှာ၃ပွဲရှုံးထားပါတယ်။ဒါကြောင့် FA ညဟာအကန်ထားတဲ့အတိုင်းမိုးပြရောင်ရဲ့ညလိုပဲသုံးသက်ထားတာဖြစ်ပါတယ်။ Chelsea နဲ့ Port Bay ည10:45 Chelsea ဟာ Quarter ရောက်အသင်းအနေနဲ့မှာအားအနည်းဆုံးပြိုင်ဘက်ကိုအကန်ရတာပါ။၄ပွဲဆက်အရှုံးကိုအဆုံးသက်ချင်နေတဲ့ London Club အတွက်ကတော့ top out တစ်ခုလိုပါပဲ။တတိယရန်ကလပ်ပို့ပေးကလည်းပြီးခဲ့တဲ့အဆင့်တုန်းက Premier League အသင်းတစ်သင်းဖြစ်တဲ့ Sunderland ကိုအန်အောတင်စီနိုင်ခဲ့ပေမဲ့ဒီရာသီ League 1မှာတော့အခြေအနေအဆိုးဆုံးဖြစ်နေပါတယ်။ League 1မှာဇယားအောက်ခြေရောက်နေတဲ့ Port Bay ဟာတန်းဆင်းရဖို့တော့တေချာသွားပါပြီ။ဒါကြောင့်အကန်ထားသလိုပဲ Petrol ရဲ့တွင်းငွေတွေကိုရေတွက်ရမယ့်ညလို့သုံးသပ်ထားတာပဲဖြစ်ပါတယ်။ Southampton နဲ့ Arsenal ည10:30ပြီးခဲ့တဲ့အဆင့်တုန်းက Premier League Club Fulham ကိုနောက်ကောက်ချန်နိုင်ခဲ့တဲ့ Southampton ဟာ short တက်လို့မရပါဘူး။ Championship မှာအဆင့်5ရက်တည်နေတဲ့သူတော်စင်တွေဟာတိုင်ပွဲဆိုနောက်ဆုံး14ပွဲရှုံးပွဲမရှိခဲ့တာပါ။အာဆနယ်ကတော့နိုင်ငံတကာဂျားပြတ်မှာဒဏ်ရာပြဿနာပေါင်း16000နဲ့ဖြစ်နေပါတယ်။ဒါ့အပြင်ဂန်နာရီဟာဆောက်သန်နဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့9ပွဲမှာလည်း2ဂိုးပြတ်နဲ့အထက်နိုင်တာဆိုလို့တပွဲသာရှိခဲ့ပါတယ်။ဒါကြောင့်အာဆနယ်ရဲ့အကန်မှုတွေအရသူတော်စင်တွေရဲ့အရေးအောက်မှာခိုလုံတဲ့ပွဲစဉ်မျိုးလိုပဲသုံးသက်ထားတာဖြစ်ပါတယ်။စပိန်လာလီဂါပွဲစဉ်30ပွဲကြိုသုံးသက်ချက်ကိုတော့ဒုက္ခဆိုရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်။ဆိုစီဒက်နဲ့လီဗန်ဒေးည6:30ဥရောပဝင်ငွေမျှော်လင့်ချက်နဲ့ဆိုစီဒက်ဟာအဝေးဝင်ရှုံးပွဲဆက်နေပေမဲ့နောက်ဆုံးလာလီဂါအင်ကွင်း9ပွဲစလုံးမှာတော့မရှုံးခဲ့ပဲ၄ပွဲနိုင်ထားခဲ့ပါတယ်။တန်ဆင်ဇုံတွေကယုံနေတဲ့လီဗန်ဒေးကတော့နောက်ဆုံး၄ပွဲဆက်မရှုံးခဲ့ပေမဲ့ဇယားအောက်ပိုင်းကအသင်းနေတဲ့ကြီးကန်ခဲ့ရလို့ပါ။ဒါ့အပြင်လီဗန်ဒေးဟာနောက်ဆုံးလာလီဂါအဝေးဝင်9ပွဲမှာလည်း9ပွဲရှုံးထားတာပါ။ဒါကြောင့်အခန့်ထားတဲ့အင်ရှင်တို့ရဲ့အရေးအောက်မှာပဲခိုလုံတဲ့ပွဲစဉ်မျိုးလိုသုံးသက်ထားတာပဲဖြစ်ပါတယ်။မာရော့ကာနဲ့ရီယာည8:45တန်ဆင်ဇုံတွေကမာရော့ကာဟာအင်ကွင်းမှာအဓိကယုံနေတာပါ။နောက်ဆုံးလာလီဂါအင်ကွင်း73ပွဲမှာလည်းမာရော့ကာ2ဂိုးပြတ်နဲ့အထက်ရှုံးတာတပွဲမှမရှိခဲ့ပါဘူး။ရီယာကနိုင်ပွဲဆက်နေပေမဲ့မကြသေးခင်နှစ်တည်းအတွင်းမှာမာရော့ကာနဲ့အဝေးဝင်တွေ့ဆုံမှုတွေမှာအမြဲလိုခက်ခဲခဲ့ပါတယ်။ဒါကြောင့်ရီယာကအကန်ထားပေမဲ့လည်းအင်ရှင်နဲ့ပဲလက်တွဲကျင်ပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်။ဘတ်တစ်နဲ့အက်စပန်ညိုည7:00နာရီလာလီဂါ9ပွဲဆက်နိုင်ပွဲပျောက်ထားလို့ဘတ်တစ်ပိုယုံလာမှာပါ။လာလီဂါမှာ12ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့အက်စပန်ညိုရဲ့အခြေအနေကပိုတောင်ဆိုးပါတယ်။ဒါအပြင်အက်စပန်ညိုဟာနောက်ဆုံးလာလီဂါအဝေးဝင်9ပွဲမှာ4ပွဲရှုံးထားတာပါ။ဒါကြောင့်အခန့်ထားတဲ့အင်ရှင်တို့နိုင်ပွဲပြန်ရှာတွေ့တာကိုအားပေးရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။အက်တလက်တီကိုနဲ့ဘာစီလိုနာည1:30ရေဆက်စုံလွန်းကြတဲ့အက်တလက်တီကိုနဲ့ဘာစီလိုနာရဲ့ဒီယာဒီတွေ့ဆုံမှု4ချိန်မြောက်ပါ။သူတို့ကြားမှာနောက်ဆုံးတွေ့ဆုံမှု10ပွဲမှာ9ပွဲဟာနှစ်ဖက်တွင်းကို3ဝန်းနဲ့အထက်ရှိထားပါတယ်။အခုချိန်ဂိုးတွေများများဆဆကန်နေတဲ့တီကိုရဲ့နောက်ဆုံး9ပွဲမှာလည်း4ပွဲဟာနှစ်ဖက်တွင်းကို4ဂိုးနဲ့အထက်ရှိထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာတော့ဂိုးများဟာအားပေးလို့ကောင်းတဲ့ပွဲစဉ်မျိုးလိုပဲသုံးသပ်ထားတာဖြစ်ပါတယ်။တနေ့နေ့ညအီတလီစီးရီးရဲ့ပွဲစဉ်ပွဲကြိုသုံးသက်ချက်ကိုတော့ကလောင်ရှင်ဧကရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်။ဆက်ဆူအိုလိုနဲ့ကက်ကလီယာည10:30ရားလေကဆက်ဆူအိုလိုဟာနောက်ဆုံးအင်ကွင်း9ပွဲမှာအတလန်တာနဲ့ဘိုလိုနာတို့ကိုသာရှုံးပြီး3ပွဲဆက်နိုင်ထားပါတယ်။တန်ဆင်ဇုံနာကက်ကလီယာကတော့3ပွဲဆက်ရှုံးနေတယ်လို့နောက်ဆုံး9ပွဲမှာလည်းနိုင်ပွဲပျောက်ထားပါတယ်။အဝေးဝင်ရုံးကန်နေရတဲ့ကက်ကလီယာမှာတိုက်စစ်ရောခံစစ်ပါအားနည်းချက်တွေရှိနေတာကိုသတိပြုရပါမယ်။ဒါကြောင့်အင်ရှင်တို့ရဲ့အရေးအောက်မှာပဲခိုလုံကျင်ပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်။ဗီရိုနာနဲ့ဖီယိုအင်တီနာည10:30တန်ဆင်ဇုံတွေကဗီရိုနာဟာနောက်ဆုံး6ပွဲမှာ9ပွဲရှုံးထားတဲ့အသင်းမှာနောက်ဆုံး9ပွဲမှာ6ပွဲရှုံးထားတဲ့ဗီရိုနာရဲ့လက်ရှိအိမ်ဝင်အခြေအနေကလည်းစိုးပါတယ်။တန်ဆင်ဇုံနဲ့ဝေးနိုင်သမျှဝေးအောင်ကြိုးစားရအောင်မယ်။ဖီယိုအင်တီနာကတော့အခုချိန်မှာအဝေးဝင်ပိုစွမ်းဆောင်နေနိုင်ပြီးနောက်ဆုံးစီးတီးရဲ့အဝေးဝင်9ပွဲမှာလည်း3ပွဲနိုင်ထားတာပါ။ဒါကြောင့်အခန့်ထားတဲ့အတိုင်းပဲဧည့်သည်တို့နဲ့အတူသွားတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာပဲဖြစ်ပါတယ်။လာဇီရိုနဲ့ပါမာည1:15 3ပွဲဆက်အနိုင်ကြောင့်လာဇီရိုဟာလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပါတယ်။နောက်ဆုံးစီးတီးရဲ့အိမ်ဝင်4ပွဲမှာလည်းလာဇီရို3ပွဲနိုင်ထားပါတယ်။နောက်ဆုံးစီးတီး4ပွဲမှာလည်းလာဇီရို3ပွဲနိုင်ထားပါတယ်။ရှုံးပွဲဆက်နေတဲ့ပါမာကတော့လာဇီရိုနဲ့အဝေးဝင်တွေ့ဆုံခဲ့တဲ့နောက်ဆုံး12ပွဲမှာ12ပွဲရှုံးထားတာဖြစ်ပါတယ်။ဒါကြောင့်အင်ရှင်တို့နိုင်ပွဲဆက်တာကိုအားပေးရင်ပြောရမယ့်ညလို့သုံးသပ်ထားတာပဲဖြစ်ပါတယ်။စနေနေ့ညအတွက်ကတော့ကလောင်ရှင် VME ကောင်းကောင်းရဲ့စနေနေ့တပွဲကောင်းပွဲကြိုသုံးသက်ချက်အနေနဲ့ဆက်လက်နားဆင်အောင်မှာဖြစ်ပါတယ်။မာရော့ကာနဲ့ Real Madrid ပွဲကနေပြီးတော့ပွဲကြိုသုံးသက်ထားတာဖြစ်ပါတယ်။
လက်ရှိခြေစွမ်းအရတန်းစင်းစုံမှာရုန်းကန်နေရတဲ့အင်ရှင်အနေနဲ့နောက်ဆုံး၅ပွဲမှာတပွဲသာနိုင်ထားသလိုယနေ့ညမှာလည်းချန်ပီယံမျှော်လင့်ချက်အတွက်အမှားခံလို့မရတဲ့ Real တို့နဲ့တွေ့ဆုံရအောင်မှာဆိုတော့အခြေအနေဟာဆိုးရွားလွန်းတဲ့အခြေအနေလို့ဆိုရမှာပါ။ Real တို့ဒီလည်းဥရောပပွဲပန်းမှုတွေရှိနေပေမဲ့ပြိုင်ပွဲစုံနောက်ဆုံး၅ပွဲဆက်အနိုင်ရထားတဲ့အတွက်ယနေ့ညမှာတော့အင်ရှင်တို့တန်းစင်းအယုံဟာအတိတ်ပဲမဲ့လာနိုင်ပါတယ်။ထိတ်တိုက်တွေ့ဆုံမှုတွေအရအင်ရှင်တို့ဟာအမြဲဒုက္ခပေးနေကြအသင်းဆိုပေမဲ့ယနေ့ညမှာဧကန်မှုတွေအရမှာတော့ဧကန်ထားတဲ့အတိုင်းပဲဧည့်သည်တို့ကိုပြက်မပြက်ကိုအားပေးရင်းနဲ့ပျော်ရမယ့်ညလို့သုံးသပ်ထားတာပဲဖြစ်ပါတယ်။ Playmaker ဂျာနယ်နာဆင်သူညီကိုPlaymaker ဂျာနယ်နာဆင်သူညီကိုရီတူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။နောက်ဆုံးရပွဲကြိုသုံးသက်ချက်တွေနဲ့သတင်းချက်လက်တွေကိုအချိန်မီသိရှိဖို့အတွက်တော့ Playmaker ရဲ့ Telegram Channel ကိုလာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ဒီကနေ့ကျွန်တော်ရဲ့တင်ဆက်မှုတွေနဲ့အတူကလောင်ရှင်ရဲ့သုံးသက်ချက်တွေနဲ့တကွညီကိုရီအကြိုက်တွေ့တဲ့ပွဲစဉ်တွေနဲ့ကောင်းသောနေ့ရက်တွေပိုင်ဆိုင်မှုမျှော်လင့်ပါတယ်။ညီကိုရီအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ကျွန်တော်တင်ဆက်သူတင်လင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။